ကာမတုတ်နှင့်မြတ်ဗုဒ္ဓ၏ဆုံးမကာမတုတ်တဆိုတာကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာမှုနဲ့ဆက်လျင်းပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာ6ပုဒ်ရှိတဲ့သုတ်အတူကလေးတစ်ခုဖြစ်တယ်ဒီသုတ်ကိုသုတ္တနိဗ္ဗတ်ပါဠိတော်အထက်ကဝက်ကမှာဖော်ပြထားတာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကအထက်ကဝက်ကလို့ဆိုတဲ့ဒီသုတ်တံအစုလေးတွေရသောအဖြစ်ဒီအစုလေးမှာဖွဲ့စည်းထားတာဟာဂါထာ10ပုဒ်10ပုဒ်စီနဲ့ဖွဲ့စည်းထားတာဖြစ်တယ်အဲ့ဒါလို့10ပုဒ်10ပုဒ်ဝက်ရှိခုနဲ့ဖွဲ့စည်းထားတဲ့ဒီသုတ်တံလေးမှာပထမဆုံးသုတ်ကတော့ကာမသုတ်လို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်တော်ခါကလာတုန်းကအဝန္တိတိုင်းကိစ္ဆာနမထေရရဲ့တပည့်ဖြစ်တဲ့ကောဋိကန္နသောဏဆိုတဲ့မထေရတစ်ပါးမြတ်စွာဘုရားကိုလာရောက်ပြီးတော့ဖူးမြော်တယ်ထိုခေတ်ကဆိုရင်အလွန်ဝေးလံတဲ့ခရီးပေါ့အဲ့ဒီဝန္တိတိုင်းဆိုတာဒီကနေ့ခေတ်မှာဘုံပေနားမှာရှိတယ်မုံပိုင်းလို့ခေါ်ကြတယ်ပေါ့အဲ့ဒီဘုံပိုင်းနားမှာသန္နပိသောတမင်းနေထိုင်တာကတော့ဥဇိနီမြို့အဲ့ဒီနားကရှင်မကိစ္ဆာနသာသနာပြုတဲ့နေရာယဟန်တန်ကအလွန်ရှားပါလို့သာသနာပေါင်းဝင်ရောက်ဖို့အတွက်3နှစ်လောက်ကြာအောင်သူဟာဆောင်ဆိုင်နေရယဟန်ခံဖို့အတွက်လွန်ခဲရင်နေတန်ခါပြည့်အောင်မရသည့်အတွက်ကြောင့်ယဟန်ဖြစ်ခြင်းတော့လဲယဟန်ခံပြီးမဲ့ယဟန်အရေးအတွက်ထိုချိန်က10ပါးရှိရမှာဖြစ်တယ်အနည်းဆုံးအဲ့ဒီ10ပါးမပြည့်လို့အတော်နဲ့ယဟန်ခံမပေးနိုင်ဘူးနောက်ဆုံးမှာယဟန်ဖြစ်ခွင့်ရလာတဲ့အခါမြတ်စွာဘုရားကိုသူတခါမှမဖူးဘူးအဝန္တိတိုင်းကနေပြီးတော့မြတ်စွာဘုရားကိုဖူးမြင်မို့ဆိုပြီးခီးထွက်လာတယ်မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့အမြဲတမ်းဝေးလံတဲ့ဒေသကလာတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းသာသနာမထွန်းကားသေးတဲ့နေရာကလာတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းမြတ်စွာဘုရားကအဲ့ဒီယဟန်တော်ဥစားပေးတဲ့သဘောအတူတူခန္ဓာကိုယ်ရီထဲမှာညနေဖို့အတွက်သူ့ကိုပြင်ဆင်ခိုင်းတာရှင်နန္ဒမထေရမြတ်ကိုဒီသောဏဆိုတဲ့အာဂနုယဟန်အတွက်ခန္ဓာကိုယ်ရီတိုက်ထဲမှာပဲနေရာပေးလိုက်ပါလို့မြတ်စွာဘုရားသခင်သုံးတဲ့ကြောင်းထဲမှာပဲသူနေရာပေးတယ်ဒါကတော့အတော်ထူးခြားတဲ့အချက်ပဲမြတ်စွာဘုရားနဲ့တကြောင်းထဲမှာနေရတယ်ဆိုတာဟာဘယ်ပုဂ္ဂိုလ်မှတခြားပုဂ္ဂိုလ်တွေအနေနဲ့မရှိခဲ့ဘူးသောဏကြတော့ဝိလံတဲ့ဒေသကလာပြီးအမြဲတမ်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လို့ထူးခြားတဲ့အရည်ချင်းတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားကခန္ဓာကိုယ်တိုက်ထဲမှာပဲသတင်းသုံးမှုနေရာပြင်ခိုင်းလိုက်တော့မြတ်စွာဘုရားနဲ့အတူသတင်းသုံးတယ်သတင်းသုံးတယ်ဆိုတာခုခေတ်လို့တော့ညအခါမှာမြတ်စွာဘုရားကလည်းချိန်ဆက်တာမှမဟုတ်တာချိန်ဆက်မှုအမှန်တမ်းနဲတယ်ညတကောင်ရန်ကြော်သည်ထိအောင်နတ်တွေပြမာတွေတကောင်ရန်ကြော်မှရောက်လာတဲ့နတ်တွေပြမာတွေရဲ့မိဂုံးတွေကိုဖြည့်ဆူမနေ့လင်းအားကြီးချိန်ကြတော့လောကကြီးကိုကြည့်တမညုတဉာဏ်ကိုရနဲ့ဖြန့်ကျက်ပြီးတော့ကျွတ်ထိုက်တဲ့တရားတွေကိုကြည့်တော်မူတဲ့အလုပ်ဟာနေ့စဉ်လုပ်နေကြဖြစ်တယ်။ညခါကာလမှာဒီသောဏမထေရဟာလည်းပဲငကိုယ်တည်းကညာလုံးပေါက်တရားထုတ်နေတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ကြောချပြီးတော့အိတ်တာမဟုတ်အဲ့ဒီမှာထူးခြားတဲ့အခွင့်အရေးတစ်ခုသူ့ဘာရလဲလို့ဆိုမြတ်စွာဘုရားကသူနဲ့အကျိုးအကြောင်းစကားစမိပြောရင်းက
တရားတစ်ပုဒ်ခေါ်ဖို့ဆိုပြီးမြတ်စွာဘုရားတိုက်တွန်းတယ်ဘာတရားရလဲတရားတစ်ပုဒ်လောက်ခေါ်စမ်းပါလို့ဆိုတော့ဒီအထက်ကဝက်လာတဲ့သုတ်တန်တွေကိုသူဟောတာမြတ်စွာဘုရားရှေ့မှာဘုရားဟောထားတဲ့အတိုင်းရွတ်ပြတာပေါ့နော်အထက်ကဝက္ခိကာနိသုတ်တန်နိတရေနအဘာတိဆိုတာယာတဲ့အတန်နဲ့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေကိုရွတ်ဆိုပြခဲ့တာဒါကြောင့်မို့ဒီထောက်ထားတွေကိုကြည့်မယ်ဆိုရင်ဒီသုတ်တန်ဟာဘုရားလက်ထက်ကလေးကရွတ်ဖတ်30ရလောက်တော့ရှေးကြတဲ့သုတ်တန်တစ်ခုလို့ဒီလိုယူဆကြတယ်သုတ်တန်ဒီဘက်ကိုအာလီဗုဒ္ဓဇင်ဆိုပြီးပိဋကတ်ကိုလေ့လာကြတဲ့အနောက်တိုင်းကပညာရှင်တွေကဆိုကြတယ်စောတဲ့ရှေ့ပိုင်းကြတဲ့မြတ်ဗုဒ္ဓရဲ့ဟောပြောချက်များဆိုတဲ့အဓိပ္ပာယ်နဲ့ဆိုတယ်အဲ့တော့ပိဋကတ်ထဲမှာလည်းပဲအထက်ကဝက္ခိကာနိတရေနအဘာတိဆိုတာကိုထောက်ထားမယ်ဆိုရင်ဒီအထက်ကဝက္ခမှာရှိတဲ့သုတ်တန်တွေကိုရှင်သောနာဟာမြတ်စွာဘုရားကိုရွတ်ဆိုပြတယ်မြတ်စွာဘုရားကနားထောင်အဲ့ဒီရွတ်ဆိုပြတဲ့သုတ်တန်တွေကပထမဆုံးသုတ်ဟာခုကာမသုတ်တလို့ခေါ်တယ်ကာမဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဆုံးမရှင်းလင်းဟောပြောထားတာဖြစ်တယ်အဲ့တော့ဒီနေရာမှာကာမဆိုတာလေးနဲ့ပတ်သက်ပြီးတော့တပည့်စကြာတရားဟောတဲ့အချိန်တုန်းကမြတ်စွာဘုရားဘာဟောခဲ့လဲဆိုတွေးမိဘိခွေအန္တာပပိစိတေနနတိဝိတ္တပါဆိုပြီးတော့ရှောင်ကွင်းရမယ်လမ်းစဉ်2ရပ်ထဲမှာယောစာယံကာမေတုကာမတုခဏိကနိယောကောလို့ဆိုတဲ့စကားလုံးထဲမှာကာမဆိုတာပါကာမတုခကာမေတုကာမတုခဏိကနိယောကောကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့လောဘနဲ့ကာမချမ်းသာကိုခံစားဖို့ကြိုးစားအထောက်မှုဆိုတာဟာရှောင်ကျင်ရမယ့်အရာဖြစ်တယ်ဒီလမ်းကြောင်းကိုမလိုက်ရဘူးလို့ဟောကြားခဲ့ဒါသာသနာတော်မှာကျင့်ကြံကြိုးကုပ်အထောက်နေကြတဲ့ပုဂ္ဂိုလ်တွေအတွက်အရေးကြီးဆုံးတစ်ခုဖြစ်တယ်အရေးကြီးဆုံးတစ်ခုဖြစ်တယ်ကာမအာယုန်တွေကိုစွန့်ပယ်ဖို့ရာဒါတွေကိုစွန့်ပယ်ပြီးတဲ့အခါမှာကာမအာယုန်တွေနဲ့ဝေးကွာတဲ့ဝိဝေကသို့မဟုတ်နိက္ခမလို့ခေါ်တယ်ကာမအာယုန်တွေကရှောင်ထွက်လာတဲ့ဓမ္မနဲ့ပြောမွေးဖို့ကြိုးစားအထောက်ကြကာမဒုက္ခနဲ့နိက္ခမဒုက္ခလောကမှာနေတဲ့ပုဂ္ဂိုလ်တွေကကာမဒုက္ခကိုခံစားကြတယ်အေးကာမဒုက္ခကိုစွန့်ပယ်ပြီးတော့တရားဓမ္မနဲ့ပြောမွေးတဲ့ပုဂ္ဂိုလ်တွေကြတော့နိက္ခမဒုက္ခလို့ခေါ်တယ်ကာမဒုက္ခခံစားတာကဥပမာနဲ့ပြောမယ်ဆိုရင်မြစ်ကြီးအလယ်ကောင်ချားနေတဲ့နေရာမှာဒီဘက်ကန်းကကာမဒုက္ခဟိုဘက်ကန်းကြတော့နိက္ခမဒုက္ခဆက်ဆက်မှုမရှိတာကိုပြောတာဟိုဘက်ကန်းနဲ့ဒီဘက်ကန်းဆိုဆက်ဆက်မှုမရှိဘူးကာမဒုက္ခခံစားနေရင်နိက္ခမဒုက္ခခံစားလို့ရမှာမဟုတ်ဘူးနိက္ခမဒုက္ခခံစားတဲ့ပုဂ္ဂိုလ်ကလည်းကာမဒုက္ခကိုခံစားမှာမဟုတ်ဘူးကာမဒုက္ခနဲ့နိက္ခမဒုက္ခဂျာဟာကြီးမားတဲ့ကွာဟချက်ရှိတယ်ဆိုတာပြတဲ့သဘောကာမဒုက္ခကိုမစွန့်လွတ်နိုင်ဘူးဆိုရင်နိက္ခမဒုက္ခမရနိုင်ဘူးဒါမို့ကာမဒုက္ခရုပ်ရမှသာလဲစွန့်နိုင်မှသာလဲဝိဝေဒီနိက္ခမဒုက္ခဆိုတာရနိုင်တယ်တမာရိချင်းစဉ်တစ်ခုကြည့်တဲ့အခါမှာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာကြည့်မယ်ဆိုရင်ဝိဝေစေဝကာမေဟိဝေစာအကုသလအကုသလေဟိဓမ္မေဟိဆိုတဲ့စကားလုံးကိုကြည့်ပါဝိဝေစေဝကာမေဟိကာမအာယုန်တွေကနေပြီးတော့ကင်းကွာလွတ်လပ်ကာမအာယုန်တွေကဆုတ်ခွာဖယ်ရှားရှောင်ထွက်သွားရမယ်လို့အဲ့ဒါလိုရှောင်ထွက်သွားမှစံတရားဆိုတာသ
မာရိကျင့်စဉ်တစ်ခုနဲ့နိက္ခမဒုက္ခကိုရမယ်လို့ဆိုအဲ့တော့ဘာကြောင့်ကာမဒုက္ခကိုရှောင်ကွင်းရတယ်လဲဒုစကြာတရားတော်မှာကာမဒုက္ခခံစားဖို့ကြိုးစားအမထုတ်နဲ့လို့ဘာကြောင့်ပြောတာလဲသုတ်တန်တွေဟာတစ်ခုနဲ့တစ်ခုဆက်နေတယ်ဒီကာမသုတ်တန်မှာအကျိုးကြောင့်ဖော်ပြထားတာနာယူမှတ်သားကြည့်ဖို့သုတ်တန်ကအမတ္တမတူပါတယ်သို့သောမြတ်စွာဘုရားဟောထားတဲ့တရားလောကမှာအမတ္တမဘယ်ခေတ်ဘယ်အချိန်ခါကြထိအောင်ဒီခေတ်ပြောင်းလို့ဟောင်းသွားတယ်ဆိုတာမရှိဘူးအမြဲတမ်းမှန်ကန်နေအောင်မှာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကကာမတုတ်နဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးထားတာဟာလောကလူသားတွေအတွက်မှတ်သားလိုက်နာတဲ့အချက်တစ်ခုပဲဖြစ်တယ်အဲ့တော့ဒီသုတ်တံမှာရိုးရိုးရှင်းရှင်းလေးနဲ့ပဲစတင်ပြီးတော့မြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ပေါ့ကြပြနဲ့ရေးပြီးဂါထာလို့ခေါ်တဲ့ကြပြစလုံးနဲ့ရေးပြီးတော့ဟောတာဖြစ်လို့အခရာလုံးကြီးကန့်တတ်ထားတဲ့ကြပြနဲ့မြတ်စွာဘုရားကဟောတာကာမံကာမယမာနတတတ္တစေတံသမိတ်စတိအဋ္ဌပိတိမနောဟောတိလတ္ထမစ္ဆောယထိစတိပါဠိဘာသာနဲ့ရေးထားတာဖြစ်တော့ယုတ်တိရဲ့အဓိပ္ပာယ်ကိုဒီပါဠိနဲ့အလန်းကွာနေသေးရင်မသိဘူးသို့တော့ဒီအဓိပ္ပာယ်ဟာလောကလူသားတွေကြုံတွေ့နေရတဲ့အရာတစ်ခုဖော်ပြတာဖြစ်တယ်ကမ္မံကမ္မယမနတဆိုတာလူချင်းစရာအာယုန်တွေကိုလူချင်းနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလူချင်းစရာအာယုန်တွေကိုလူချင်းနေတဲ့ပုဂ္ဂိုလ်ဖို့သူလူချင်းတာတွေအပြည့်အဝရမယ်ဆိုရင်တဲ့အတ္တပိတိမနောဟောတိတကယ်ကိုသူဟာပိတိဖြစ်နေမှာပဲဒါရိုးရိုးရှင်းရှင်းလေးပြောတာလေကိုလူချင်းတာရရင်ပြောနေမှာပေါ့ဒါတဘာဝပဲပြောတယ်နှစ်ချိုက်တယ်ကိုလိုချင်တာရနေဂျေနတ်နေချလောကလူတွေဟာအဲ့တော့ဒီနေရာမှာကာမဆိုတာလေးကဘာကိုခေါ်တာလဲပါဠိစကားကာမဆိုတာလူချင်းစရာအာယုန်တွေကိုလည်းကာမလို့ခေါ်တယ်လူချင်းတဲ့တဏှာရာဂကိုလည်းကာမလို့ခေါ်တယ်လူချင်းစရာရဲ့လူချင်းတာရဲ့နှစ်မျိုးရှိတယ်လို့မှတ်တယ်လူချင်းစရာကိုဝတ္ထုကာမဝတ္ထုကာမဆိုတာရေတွက်ပြမယ်ဆိုအများကြီးပဲခြုံငုံပြောမယ်ဆိုလို့ရှိရင်ဝတ္ထုကာမဆိုတာလူချင်းစရာအရာဝတ္ထုတွေကဘာတွေတော့ယံကိဉ္စိရစနိယံဝတ္ထုကာမလူတွေလူချင်းနေတဲ့အရာတွေအကုန်လုံးဟာဝတ္ထုကာမလို့ခေါ်တယ်လူချင်းစရာဆိုတဲ့ဒီကာမဆိုတဲ့စကားလုံးရဲ့အောက်မှာလူတွေကြိုက်နေတဲ့တာအားလုံးပါတယ်လို့ဆိုလို့တယ်အနည်းငယ်တရုပ်ထုတ်ကြည့်မယ်ဆိုရင်မျက်စိနဲ့မြင်ပြီးဒီမျက်စိနဲ့မြင်ပြီးတော့နှစ်သက်ခြေနှက်တဲ့အဆင်းအာယုံနားနဲ့နားထောင်ရတဲ့ခြေနှက်ဖွဲ့ရအသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့နှစ်သက်ဖွဲ့အာယုံလျှာနဲ့လျက်ရတဲ့နှစ်သက်ဖွဲ့ခြိုက်နှစ်သက်ဖွဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံလို့ဆိုဒီအာယုံ၅ပါးလူတွေဟာဒါပဲလေမျက်စိနဲ့မြင်ပြီးကြိုက်တယ်နားနဲ့နားထောင်ပြီးကြိုက်တယ်နှာခေါင်းနဲ့နမ်းရှူပြီးကြိုက်တယ်ရှာနဲ့လျက်ထိပြီးရတာခံပြီးကြိုက်တယ်ခန္ဓာကိုယ်နဲ့ထိတွေ့ကြိုက်တယ်အဲ့ဒီနှစ်သက်စရာအာယုန်တွေကိုကာမလို့ခေါ်တယ်အင်္ဂလိပ်လိုပြန်တော့ sensual pleasure ဟောအာယုန်တွေနဲ့ခံစားပြီးတော့ပျော်ရွှင်စရာအာယုန်တွေလို့ဒီလိုဆိုလိုတယ် sensual pleasure လောကလူတွေရှားနာဒါတွေပဲအဲ့ဒါတွေအမည်နာမထုတ်ပြီးတော့ပြောလိုက်မယ်ဆိုရင်တော့မဆုံးနိုင်တော့ဘူးဘာတွေတော့ဆိုရင်ရွှေတွေငွေတွေပိုင်ဆိုင်တဲ့နော်စိုက်ပျိုးလို့ရတဲ့မြေတွေအိမ်ဆောက်ရောင်းဝယ်လို့ရတဲ့မြေတွေကိုမွေးမြူထားတဲ့ကျွဲနွားတိရစ္ဆာန်တွေ
လိုချင်စရာတွေမှန်သမျှလူလောကမှာရှားနေတဲ့အရာတွေမှန်သမျှဟာဝဋ္ထုကာမပဲဝဋ္ထုကာမတွေဟာမဆုံးနိုင်ဘူးခဏခေတ်မှာဆိုတယ်လီဗီရှင်းတယ်လီဖုန်းနော်အမျိုးစုံခေတ်ပေါ်ပစ္စည်းတွေအစအကုန်လုံးဟာဒါတွေဟာဝဋ္ထုကာမဘုန်းကြီးတွေလည်းဒီဝဋ္ထုကာမတွေပဲဒီဝဋ္ထုကာမဆိုတာဒီလူချင်းစရာအာယုန်နေမှန်သမျှဟာဝဋ္ထုကာမလို့ခေါ်တယ်အဲ့ဒီဝဋ္ထုကာမဆိုတာကိုဒါတွေကဖြည့်ဆည်းပြဖို့တော့မဟုတ်ဘူးမျက်စိထဲမှာလှပနေတဲ့အဆင်းအာယုန်ဖြည့်ဆည်းဖို့မဟုတ်ဘူးနားထဲကตายရတဲ့အတန်ဖြည့်ဆည်းဖို့မဟုတ်ဘူးဒါဝဋ္ထုကာမဆိုတာလောကကြီးရှိနေသမျှဝဋ္ထုကာမတွေရှိနေအလုံးနှစ်သက်ပျော်မွေ့เสียအာယုန်တွေရှိတယ်အဲ့ဒီကာမအာယုန်တွေဝဋ္ထုကာမလို့ခေါ်တယ်အဲ့ဒီဝဋ္ထုကာမတွေအပေါ်မှာလူချင်းစိတ်တွေတဖွာဖွာဖြစ်လာတယ်လူချင်းတယ်တတ်မဲ့တယ်တွေ့တာတယ်ရှားပွေးတယ်ဆိုတဲ့တဏှာရာဂကြတော့ကိလေသာကာမလို့ခေါ်တယ်အဲ့တော့လောကလူတွေဟာဝဋ္ထုကာမကိုဖယ်ရှားရမှာမဟုတ်ဘဲနဲ့ကိလေသာကာမကိုသာဖယ်ရှားရမှာဖြစ်တယ်လူချင်းစရာအာယုန်တွေကိုဖယ်ရှားဖို့မလိုဘဲနဲ့လူချင်းနဲ့စိတ်ကိုပဲလူချင်းနဲ့တဏှာကိုပဲဖယ်ရှားကြရမှာဖြစ်တယ်အဲ့ဒီသဘောကိုပြောလူချင်းစရာဆိုတာသူကသူရှိနေမှာပဲလူချင်းစရာကိုမလူချင်းရင်ကိုယ်နဲ့ဘာမှမဆိုင်လူချင်းစရာကိုလူချင်းနဲ့တဏှာနဲ့တွေ့တာမမောနေမယ်ဆိုရင်ဒီဟာကာမဂုဏ်အာယုန်တွေကိုရှားပွေတယ်ဆိုတဲ့ကိလေသာကာမဆိုဖြစ်လာဒါမို့လို့ကာမကဝဋ္ထုကာမကိလေသာကာမလို့နှမျိုးရှိတယ်ဝဋ္ထုကာမဆိုတာမရည်တွက်နဲ့လောက်အောင်များပြားတဲ့နော်လူချင်းစရာကောင်းတဲ့အရာဝတ္ထုတွေလူသုံးကုန်ပစ္စည်းတွေအလုံးနေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေဒါတွေဝဋ္ထုကာမအဲ့ဒီဝဋ္ထုကာမတွေကိုလူချင်းတဲ့တဏှာကြတော့ကိလေသာကာမတဲ့အဲ့ဒီဝဋ္ထုကာမတွေကိုလူချင်းတဲ့ကိလေသာကာမတွေဖြစ်ပွားနေတဲ့ပုဂ္ဂိုလ်ကာမံကာမယမနတကာမံဝဋ္ထုကာမဆိုတဲ့နှစ်သက်စရာအာယုန်တွေကိုကာမယမနတကိလေသာကာမဖြင့်လူချင်းနေတဲ့ပုဂ္ဂိုလ်ဖို့ကဲလောကလူတွေဟာလူချင်းနေတာကဒီထိမ့်ချုပ်ရမယ့်အရာဖြစ်တယ်ရှိတာကိုထိမ့်ချုပ်เสียမလိုဘူးရှိတာပေါ်မှာလူချင်းနေတာကိုထိမ့်ချုပ်အောင်ဖယ်ရှားရမှာအဲ့ဒီကိလေသာကာမကိုဖယ်ရှားမဖယ်ရှားဘူးဆိုရင်ဘာဖြစ်လဲအဲ့ဒါကိုမြတ်စွာဘုရားဟောလို့ရင်ကကာမံကာမယမနတဝဋ္ထုကာမတွေကိုလူချင်းတောင်းတပြီးတော့နေတဲ့ပုဂ္ဂိုလ်တတ္တစေတံသမိတ်စတိကိုလိုချင်တာရပြီတယ်လီဖုန်းလေးလိုချင်လဲရဘာလိုချင်နေရလိုက်တယ်ဆိုတော့ပစ္စည်းတစ်ခုကိုလိုချင်နေတာဝဋ္ထုကာမလေးကိုကိလေသာကာမနဲ့လိုချင်နေတာအဲ့ဒါရလိုက်တယ်အဲ့ဒီလိုရရင်ဘာဖြစ်တုံးလတ္တမစ္ဆောယထိစတိရလာပြီဆိုလို့ရှိရင်တဲ့တတ္တအတ္တပိဋိမနောဟောတိတကယ်ကိုပီတိဖြစ်နေမှာပဲဝမ်းမြောက်တဲ့စိတ်ဖြစ်နေဒါဘယ်သူမျိုးပဲဖြစ်ဖြစ်ကိုလိုချင်တာရရင်ပျော်တယ်လေကိုလိုချင်တာရလို့ပျော်နေတယ်ဝဋ္ထုကာမတွေရလို့ကိလေသာကာမနဲ့ပျော်နေတယ်ဒါဖြင့်မရရင်ရောဘာဖြစ်တယ်လဲသဘာဝတစ်ခုမြတ်စွာဘုရားစဉ်းစားဖို့ပြောလူတိုင်းရဲ့အတွေ့အကြုံကိုလိုချင်တာရရင်ပျော်တယ်ကဲလိုချင်တာမရရင်ဘာဖြစ်လဲဆိုတော့ဒုတိယဂါထာမှာဆက်ပြီးတော့ပြောတတ္တစေကာမယာနတ္တကာမယာနတ္တသန္ဓသာတတ္တသန္ဓုနောလိုချင်တဲ့စိတ်ဆန္ဒတွေတဖွာဖွာဖြစ်တယ်လိုချင်စရာတွေကိုလိုချင်တဲ့စိတ်ဆန္ဒတွေဟာတဖွာဖွာဖြစ်နေတယ်တေကာမပရိဟာယန္တိကိုလိုချင်တဲ့ဟာတွေမရဘူးလက်လွတ်ဆုံးရှုံးသွားတယ်ရပြီးတာတွေကလည်းလက်လွတ်သွားတယ်ကိုလိုချင်တာလည်းမရလိုက်ဘူးဆိုရင်ဘာဖြစ်လဲတဲ့
တန်လဝိဒောဝရုပ္ပတိရှင်ထဲမှာမြားညောင်ကြီးစူးသလိုခံစားရတယ်အဲ့တော့လူချင်းစရာအာယုံကိုရနေပျော်သလိုလူချင်းတာကိုမရဘူးဆိုရင်လူတွေဟာခံစားရတယ်စိတ်ဆင်းရဲရတယ်ရင်ဝါကိုလှန်ဆူးသလိုအခါရခက်တယ်လို့ဒါလူသဘာဝကိုပြောတာလူသဘာဝပြောတာအဲ့ဒီလိုပြောတာရဲ့စိတ်ဒုက္ခရောက်တာရဲ့ဒီနှစ်ခုဟာဘာရှိလို့ပြောတာလဲဘာကြောင့်စိတ်ဒုက္ခရောက်တာလဲဆိုရင်ကိလေသာကာမလိုချင်တဲ့တဏှာဆန္ဒရှိနေလို့ရရင်ပြောတယ်မရရင်စိတ်ဒုက္ခရောက်တယ်ဟောကိလေသာကာမကြောင့်ဖြစ်တာပစ္စည်းဝတ္ထုကြောင့်ဖြစ်တာမဟုတ်ကိလေသာကာမကြောင့်လိုချင်တာရရင်ပြောတယ်လိုချင်တာမရဘူးဆိုရင်စိတ်ဆင်းရဲတယ်အဲ့ဒီလိုဖြစ်ရခြင်းဟာတရားခံလက်တဲ့ကဘယ်သူတုံးဆိုလို့ရှိရင်တဏှာပဲကိလေသာကာမပဲအဲ့တော့ကိလေသာကာမသည်သူ့ရဲ့လိုပါပြည့်ရင်ပျော်ရွှင်ချမ်းမြေ့မှုကိုဖြစ်ပေါ်စေပြီးသူ့ရဲ့ဆန္ဒမပြည့်ဘူးဆိုရင်ဆင်းရဲဒုက္ခရောက်စေတယ်ဆိုဒါကြောင့်မလို့သစ္စာလေးပါးကိုဟောတဲ့အခါကျတော့တဏှာဒုက္ခသမုဒယောလူကျင်တာဟာဒုက္ခသမုဒယပဲတဲ့ဒုက္ခကိုဖြစ်စေတဲ့အရာပဲအဲ့တော့လူတွေကဒုက္ခလောက်ပဲအောင်းမိနေမဟုတ်ဘူးလူကျင်တဲ့တဏှာဒုက္ခကိုထုတ်လုပ်တယ်ဆိုဒီစကလုံးနှစ်ရက်ကနေမြတ်စွာဘုရားဟောတာရှင်းရှင်းလေးပဲနော်သဘာဝကိုကြည့်တာလူကျင်စရာပစ္စည်းဝတ္ထုကိုလူကျင်နေတဲ့အခါရလာမယ်ဆိုရင်ပြောတယ်မရဘူးဆိုရင်လှန်ဝမှာရင်ဝမှာလှန်ဆူးသလိုခံရခဲ့တယ်ဟောဒီလိုကွဲပြားခြားနားမှုနှစ်ခုရှိတယ်အဲ့တော့ကျင့်စဉ်တစ်ခုပေးရဒါလူရဲ့သဘာဝကိုအရင်ပြောလိုက်တာလူတွေဟာအဲ့ဒါလို့အဲ့တော့သာဝရပြောနေကြမလားဆိုသာဝရပြောနိုင်ဘူးရရင်ပြောမယ်မရရင်တော့စိတ်ဆင်းရဲမယ်ဆိုတာပျော်ရွှင်ခြင်းစိတ်ဆင်းရဲခြင်းနဲ့လုံလက်ခံနေမှာလူချင်းမှုကိုမဖယ်ရှားသမျှပျော်ရွှင်မှုနဲ့ကြုံတဲ့အခါကြုံမယ်စိတ်ဆင်းရဲမှုနဲ့ကြုံတဲ့အခါကြုံဒါလူတွေရဲ့သဘာဝကိုပြောတယ်ကဲသူတော်စင်သူတော်မြတ်တွေအနေနဲ့မြတ်စွာဘုရားယောကာမေပရိဝိစေတိတပ္ပတေဝပဋ္ဌာတိရောသောမံဝိတ္တိကံလောကေတတောသမဏိသမတိဝတ္တတိဒါကိုသတိထားဖို့မြတ်စွာဘုရားဟောတာဒါမို့ဓမ္မစကြာမှာကာမေတုကာမတုခံလိကနိယောကောကိုမလုံးနဲ့လို့ဆိုတာဟာဒါကိုပြောတာရရင်မင်းစိတ်ပျော်လိမ့်မယ်မရရင်မင်းစိတ်ဆင်းရဲလိမ့်မယ်ဒီနှလမ်းပဲရှိတယ်ဒီနှလမ်းပဲရှိတယ်အဲ့တော့စိတ်ဆင်းရဲဖို့ကများမယ်ကာမဆိုတာဘာဖြစ်လို့တော့ဆိုတော့ကာမရဲ့အကြောင်းတွေကိုစဉ်းစားကြည့်လိုက်ကာမကိုတိနုကုပမာကာမမျက်မီးရှုနဲ့လာသရတူတယ်မျက်ထုံးကြီးကိုမီးရှို့မယ်ဆိုရင်ဝုန်းဝုန်းနဲ့တောက်လာလက်ကလွတ်ချရင်ချမချရင်လက်လောင်မှာသိချကာမဂုဏ်အာယုံဆိုတာလည်းပဲဒီတိုင်းပဲလွတ်ရင်လွတ်မလွတ်ရင်မင်းလောင်မှာပဲနော်စိတ်ဆင်းမှုနဲ့ကြုံဟုတ်ဒါကြောင့်မြတ်စွာဘုရားတိနေကုပမာကာဒါရင်လားလို့ဆိုမဟုတ်ဘူးမန္တပေတုပမာကာမကာမဂုဏ်တွေကတားထစ်နဲ့အလားတရတူတယ်ဈေးထဲမှာပသားကျက်သားရဲတဲ့အခါရောင်းတဲ့အခါမှာအသားလေးတွေတုံးတစ်ထားတဲ့အသားလေးချီကန်းတစ်ကောင်ကဝင်သုံးလိုက်တယ်သားတုံးတုံးပါသွားတယ်အဲ့အသားတုံးရသွားတဲ့ချီကန်းကိုတခြားချီကန်းတွေဝိုင်းပြီးတော့ထိုးစိတ်ကြမလွတ်သမျှသူထိုးခံစိတ်ခံသူပါးစပ်ကလွတ်ချလိုက်လို့ရှိရင်တော့နောက်ရသွားတဲ့ကြီးစီဝိုင်းအောင်လိုက်သွားတားထစ်လေးကိုနှုတ်သီးနဲ့ခြိထားသမျှသူဟာအထိုးစိတ်ခံနေရ
ကာမဂုဏ်အာယုံဆိုတာလည်းပဲဒီတိုင်းပဲလွတ်ရင်လွတ်မလွတ်ရင်အထိုးနဲ့ခံရလိမ့်မယ်ဒါမှမဟုတ်ပိုင်ဆိုင်မှုကြောင့်လူတွေဟာပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးတော့အထိုးနဲ့ခံနေရတယ်စိတ်ဆင်းရဲမှုတွေကြုံကြတယ်အလူရက်ခံရတယ်တိုက်ခိုက်မှုတွေခံရတယ်ဆိုတော့အဲ့ဒီသဘောပဲသားတစ်ချီထားတဲ့စွန်မဲ့ဖြစ်ဖြစ်ကြီးကမ်းမဲ့ဖြစ်ဖြစ်ကြံတဲ့အကောင်တွေကဝိုင်းပြီးထိုးကြဝိုင်းကိုလူကြထိုးကြအဲ့ဒီထိုးစိတ်မှုတံခံရမယ်လွတ်လိုက်ပြီဆိုရင်တော့ तू ကဘယ်ကောင်ကမှသူ့လှဲ့မကြည့်တော့သားတစ်မရှိတဲ့ငှက်ကိုဘယ်ငှက်ကမှလာမစိတ်တော့ဘူးလွတ်သွားတယ်ဒါကြောင့်မို့ဒီကာမဂုဏ်အာယုဟာသားတစ်နဲ့အလားတရံတူတယ်လို့ဒီလိုဟောတာနော်သားတစ်နဲ့အလားတရံအတိတူနုပမာဆိုတာဒီဓာတ်နဲ့စင်ဒီတုံအသားကိုပေါ်တင်ပြီးတော့ဓာတ်နဲ့ဆင်းတယ်ခုတ်တယ်ခုတ်တာတော့အသားခုတ်တာဒါပေမဲ့အဲ့ဒီတုံးဟာဓာတ်ရတွေကြီးပဲနော်သူခန်းနေရတယ်ဓာတ်ရတွေလည်းကြီးပဲထိုးခုတ်ခန်းနေရတဲ့အရာဒါကြောင့်ကာမဂုဏ်အာယုံဟာလည်းထိုးတူပဲဝိုင်းပြီးတော့ထိုးနှက်မှုကိုခံရမှာဖြစ်တယ်လို့ရုက္ခဖလူပမာကာမကာမဂုဏ်အာယုန်တွေဟာအသီးရှိတဲ့တစ်ပင်နဲ့အလားတရံတူတယ်အသီးရှိတဲ့တစ်ပင်ဆိုရင်အသီးလိုချင်လို့ဟိုလူကခုတ်ဒီလူကခုတ်နော်အပင်ဟာရစရာမရှိအောင်ကိုင်းနေကျိုးပဲ့ကိုအသီးမရှိတဲ့တစ်ပင်ဘယ်သူမှလှဲ့မကြည့်ဘူးအဲ့ဒါလိုပဲကာမဂုဏ်အာယုန်တွေရှိပြီဆိုရင်ဝိုင်းလူကြတယ်ချိုးဖဲ့ခံရတယ်အသီးကြောင့်ချိုးဖဲ့ခံရတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ယာစိတုတကုပမာကာမကာမဂုဏ်အာယုန်နေဆိုတာဟာငှားထားတဲ့ပစ္စည်းနဲ့အလားတရံတူတယ်ငှားထားတဲ့ပစ္စည်းဆိုတာခဏငှားဝဋ္ဌပြန်ပေးရမယ်ကာမဂုဏ်အာယုန်နေဆိုတာလည်းပဲကိုယ့်အတွက်ထာဝရပိုင်ဆိုင်တာမဟုတ်ဘူးတဲ့ခဏပဲအငှားပစ္စည်းပြန်ပေးရတယ်လို့သေတာနဲ့ထားပစ်ခဲ့ရအောင်တူတူဒါကြောင့်မလို့ကာမဂုဏ်အာယုန်ရဲ့အပြစ်တွေမတမများတယ်ဩမြတ်စွာဘုရားဒါကြောင့်ဒီကာမဂုဏ်အာယုန်တွေကိုစွန့်နိုင်မှုကြိုးစားရမယ်တဲ့ယောကာမေပရိဝိစေတိတပ္ပတေဝပဋ္ဌာတိရောမွေးတကောင်မှအန္တရာယ်ပေးနိုင်တာခေါင်းပဲမွေရဲ့ဥခေါင်းမွေရဲ့ဥခေါင်းပိုင်းကိုခြေထောက်နဲ့အသွားနဲ့ကိုက်ခံရမယ်အပေါက်ခံရမယ်ဒါကြောင့်မွေဆိုလို့ရှိရင်အမိပိုင်းကသွားအမိပိုင်းကသွားရင်အန္တရာယ်မရှိဘူးခေါင်းပိုင်းကသွားလို့ရှိရင်အန္တရာယ်ရှိတယ်ဒါမို့မွေကိုရှောင်တဲ့အခါမှာခေါင်းပိုင်းကိုရှောင်ရမယ်ခေါင်းပိုင်းကိုရှောင်ခြင်းဖြင့်မွေကိုက်ခံရခြင်းမှလွတ်မယ်ကာမဂုဏ်အာယုံဟာလည်းပဲမွေခေါင်းလိုပဲစိတ်တည်ရှိတယ်အန္တရာယ်ရှိတယ်မရှောင်လို့ကာမဂုဏ်အာယုံကိုလက်ခံလိုက်တာနဲ့တပြိုင်နက်လူဟာဒုက္ခရောက်သွားနိုင်တယ်အစိတ်ပြင်းထန်တဲ့မွေရဲ့ခေါင်းပိုင်းကိုရှောင်တယ်လို့တဲ့ကာမဂုဏ်အာယုန်တွေကိုရှောင်မှုကြိုးစားရမယ်။ဘာလို့ကြိုးစားရမလို့ဆိုခုနလိုဒုက္ခတွေရောက်နိုင်တယ်လေ။သောမံဝိတ္တိကံလောကေတတ္တမတိဝဋ္ဌတိဝိတ္တိကဆိုတဏှာခြေပြတ်နေစိတ်တော့ပြင်းနေဆိုတဲ့အဓိပ္ပာယ်နဲ့ခြေပြတ်နေတဏှာဆိုတာလူချင်မှုနယ်ပယ်ကြီးကအလွန်ကြီးမားတယ်ပေါ့ခြေပြတ်သွားနိုင်တယ်စိတ်တော့တွေများတယ်အဲ့ဒီလိုလောကကြီးတစ်ခုလုံးခြေပြတ်နေသလိုလောကကြီးတစ်ခုလုံးစိတ်တော့တင့်စေတဲ့တဏှာကိုတတိထားပြီးတော့ရှောင်လိုက်ပါကာမဂုဏ်အာယုံရှောင်နေဆိုတာလိုချင်တဲ့တဏှာကိုတတိထားပြီးတော့ရှောင်လိုက်ပါလို့သူတို့ဆိုတယ်ကာမဂုဏ်အာယုန်တွေကိုလူချင်းတတ်မဲ့တဲ့တဏှာကိုရှောင်ခိုင်းတာကာမဂုဏ်အာယုန်တွေကိုလူချင်းတတ်မဲ့တဲ့တဏှာကိုရှောင်မှကာမဂုဏ်အာယုန်ကိုရှောင်ပြီးသားဖြစ်တယ်ပေါ့ဒါဖြင့်ဒီကာမဂုဏ်အာယုန်တွေ
လူချင်းနေတာဒီကာမဆိုတဲ့လူချင်းစိတ်တဏှာဖြစ်ပေါ်နေတာဘုကြောင့်လဲလို့ဆိုမြတ်စွာဘုရားဟောထားတယ်ကာမဇတ်မှာဆိုသူ့ရဲ့အမြင့်ကဘယ်မှာရှိတုံးဆိုစိတ်ကူးရင်ချင်းပဲစိတ်ကူးခြင်းမှာရှိတယ်လောကလူတွေတွေ့တာမှုကစိတ်ကူးရင်မှုကမြပြားခံလာတာဖြစ်တယ်အတ္တတံကာမတေမူလံသင်္ကပ္ပကာမစာယတိတဲ့လူချင်းတဲ့စိတ်တွေဟာတွေးလို့ဖြစ်တာလူတွေဟာတွေးကြတယ်လေတွေးပြီးတော့ဘုန်းကြီးတွေလည်းတွေးပြီးလူထွက်ကြလူချင်းတာကိုအဲ့ဒီအတွေးဟာလူချင်းမှုကိုပြန်ပွားစေတတ်တယ်ဒီလိုဆိုလို့ရပေါ့သင်္ကပ္ပကာမစာယတိတွေးကြတယ်ကြံကြတယ်အဲ့ဒီတွေးမှုဟာကိလေသာကာမတွေပေါက်ဖွားရနေရပဲဖြစ်တယ်ပေါ့စိတ်ကူးရင်ညတယ်စိတ်ကူးရင်ချင်းသည်ကိလေသာကာမပေါက်ဖွားရဒါမို့အတ္တတံကာမတိမူလံသင်္ကပ္ပကာမစာယတိတွေ့တော်ခြင်းကြောင့်ဖြစ်တာနတံသင်္ကပ္ပယိတာမိဧဝံဟိတံနဝိသတိမင်းကိုငါမစင်စားတော့ဘူးနော်စဉ်းစားနေလို့ရှိရင်ဖြစ်ပွားနေဦးမှာဒါကြောင့်မို့နတံသင်္ကပ္ပယိတာမိစိတ်ကူးရင်ပြီးတော့နေသမျှကာမဂုဏ်အာယုန်တွေဟာတိုးပွားနေမှာပဲဒါကြောင့်မို့စိတ်ကူးရင်ခြင်းကိုမလုပ်နဲ့မလုပ်ဘူးဆိုရင်ကာမဂုဏ်အာယုန်တွေကရှောင်ပြီးသားဖြစ်သွားနိုင်တယ်လို့ဟုတ်ပြီကာမဂုဏ်အာယုန်တွေကိုရှောင်တဲ့အခါမှာဘာနဲ့ရှောင်တာလဲဘယ်လိုရှောင်တာလဲလို့ဆိုတဲ့အခါရှောင်ပုံရှောင်နည်းက2မျိုးရှိတယ်ခိတ္တခဏဖယ်ရှားပြီးတော့ရှောင်တာ1မျိုးအပြည့်သက်ခြေမုန်းပြီးတော့ရှောင်တာ1မျိုးလို့2မျိုးရှိတယ်စာလို့ပြောလို့ရှိရင်ဝိက္ခမ္ပနပဟံနဲ့သမုတ်စေတာပဟံဝိက္ခမ္ပနဆိုတာဖယ်ခွာထားတာကိုယ်တဏ္ဍမှာဖြစ်မလားတမာရီစွမ်းနဲ့ဖယ်ခွာထားတယ်ဆိုပါတော့ကိလေသာကာမဂုဏ်အာယုန်စိတ်တွေကိလေသာစိတ်တွေကိုဘုရားနုဒ္ဓတိပွားပြီးတော့ဖယ်ထားမယ်ဘုရားနုဒ္ဓတိပွားနေသမျှတော့ तू လာမှာမဟုတ်ဘူးမလာနိုင်ဘူးဓမ္မနုဒ္ဓတိပွားမယ်သံဃာနုဒ္ဓတိပွားမယ်သီလနုဒ္ဓတိပွားမယ်စာဃာနုဒ္ဓတိပွားမယ်ကိုလှုပ်ထားတဲ့ကုသိုလ်လေးတွေအာယုန်ပြုပြီးတော့နေမယ်မေတ္တာပွားနေမယ်စသဖြင့်ဝိပဿနာကမ္မဋ္ဌာန်းတရားရှုမှတ်ပွားများနေမယ်တမာရီအာယုတစ်ခုနဲ့နေမယ်ဆိုလို့ရှိရင်ဒါရှုနေတဲ့ဗျာကလပ်ပတ်လုံးတော့သူဟာအနာနာရောက်လာမှာမဟုတ်ဘူးခွာထားတယ်လို့ဖယ်ထားတယ်ခိတ္တခွာထားတယ်အဲ့ဒါဝိက္ခမနာနဲ့တားထားတယ်အဲ့ဒီလိုကာမတွေကိုရှောင်ရမှာဖြစ်တယ်ကိုယ့်ရဲ့ကပ္ပထာအာယုန်လေးတစ်ခုနဲ့ရှောင်ထားတယ်စာပေသင်ကြားနေကြတဲ့ယန္တန်ဃာတွေသီလရှင်တွေဆိုရင်စာပေသင်ကြားနေပြီးတော့စာထဲမှာစိတ်ဝင်စားနေခြင်းအပြင်ဖယ်ရှားထားလူချင်းစိတ်တွေကိုဖယ်ရှားထားအဲ့ဒါဝိက္ခမနာအပြင်ဖယ်ရှားထားတယ်လို့ခေါ်တယ်အေးသမုတ်စေတာဆိုတာအပြတ်ရှင်းတာအပြတ်ရှင်းတာကြတော့ဘာလဲပြတ်ရှင်းရသောတာပတ္တိမေနဲ့မာရင်နဲ့အမြင်တွေပါတဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာဖြစ်တဲ့လောဘကိုပြတ်ရှင်းလိုက်တယ်တဂရဂါမိမေနဲ့ချမ်းတန်းနဲ့တိတာထင်ရှားတဲ့ကာမတဏှာကိုရှင်းတယ်အနာဂါမိမေနဲ့ကာမရာဂတဏှာကိုအပြတ်ရှင်းလိုက်တယ်အရဟတမေနဲ့လက်ချံအသေးအဖွဲလေးတွေကစပြီးကုန်ရှင်းလိုက်တယ်ဩမလေးပါးနဲ့ရှင်းမှအကုန်ပြတ်သွားတယ်အဲ့ဒါတော့အပြတ်ရှင်းတဲ့နည်းဝိပဿနာတရားအထုတ်ပြီးတော့သောတပတ္တိမေသဂရဂါမိမေအနာဂါမိမေအရဟတမေဆိုတဲ့မလေးစင်နဲ့အပြတ်ရှင်းလိုက်လို့ရှိရင်ဒီကိရိတာကာမဖယ်ရှားခြင်းဖြင့်ကာမတွေကိုရှောင်ရှားပြီးသားဖြစ်သွားတယ်လို့ဒီလိုဆိုတော့အဲ့ဒါကိုမြတ်စွာဘုရားအကျဉ်းလေးဒီမှာဟောတာယောကာမေပရိဝိစေတိကာမတွေကိုရှောင်လိုက်တယ်
အဲ့တော့ကိုယ့်ကိုယ်လည်းရှောင်တတ်အောင်လုပ်နော်မရှောင်ဘဲနဲ့စိတ်ကူးရင်ပြီးတော့သွားတိုးလို့ရှိရင်တော့သူ့ရဲ့လွှမ်းမိုးမှုကိုခံရမှာအဲ့တော့ရှောင်လိုက်ဘာနဲ့ရှောင်ဘုရားနုတ္တိရှောင်မယ်တရားဓမ္မစပြီးသင်ယူမှတ်သားနေခြင်းဖြင့်ရှောင်မယ်ဝိပဿနာကျင့်စဉ်ကျင့်ခြင်းဖြင့်ရှောင်လိုက်တယ်အဲ့တော့အဲ့ဒါလို့ရှောင်ဘလောက်ထိအောင်သူ့ကိုသတိထားရှောင်ရတော့ဆိုအန္တရာယ်ကြီးလုံးတို့ဝေရဲ့ခေါင်းကိုခေါင်းသားမှာတလန်းမှမသွားဘဲနဲ့ဝေးဝေးရရှောင်တယ်လို့ရှောင်လိုက်တယ်ခွာထားလိုက်တယ်သောမံဝိတ္တိကံလောကေအဲ့ဒီလိုရှောင်လိုက်လို့ရှင်အရာရာတွေ့တာတတ်တဲ့ကြံပွားကြီးထွားလာတတ်တဲ့အစိတ်တွေပါတဲ့တဏှာဆိုတဲ့ကိလေသာတတိပဒံကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကိုအထုတ်ထာဝရတတိထားပြီးတော့ဒီကာမတွေကိုကျော်လွှားနိုင်ပါတယ်လူချင်းတဲ့ကိလေသာကာမတွေကိုကျော်လွှားနိုင်ပါတယ်လို့ကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားပေးတတောပမတိဝဋ္ဌတိတတိနဲ့ကျော်လွှားရမယ်လို့တတိနဲ့ကျော်လွှားတယ်ဆိုတော့ဘယ်သူကိုတတိထားမှာကိုယ်ခန္ဓာကိုယ်အာယုံဆိုင်ပြီးကာယ ानु ပဒနာတတိနဲ့ကျော်လွှားခံစားချက်ကိုအာယုံဆိုင်တဲ့ဝေဒနာ ानु ပဒနာတတိနဲ့ကျော်လွှားစိတ်ကိုအာယုံဆိုင်ထားတဲ့စိတ်တ ानु ပဒနာတတိနဲ့ကျော်လွှားမယ်ဓမ္မဉာဏ်နဲ့အာယုန်တွေပေါ်မှာအာယုန်စိုက်ပြီးတော့ဓမ္မနုပဒနာတတိနဲ့ကျော်လွှားတယ်အဲ့ဒီလိုဝိပဿနာတတိတရားနဲ့ကျော်လွှားမယ်လို့ဆိုလို့တယ်ဒါကျော်လွှားပုံကျော်လွှားတယ်အဲ့ဒီလိုကျော်လွှားတယ်လောကလူတွေဟာကာမဂုဏ်အာယုန်တွေပေါ်မှာအခုလိုမကြော်လွှားနိုင်ပဲနဲ့နေမယ်လူတွေနေစဉ်နဲ့အမျှတွေ့ကြုံနေရတဲ့ဒီလူချင်းစရာဝတ္ထုတွေကိုမြတ်စွာဘုရားဒီမှာထုတ်ပြတယ်ခိတံဝတ္ထုံဟိရိညံဝါခဝတ္တံဒါသပောရိတံရှေးခေတ်ကကုံထံကြွယ်ဝတဲ့လူချမ်းသာတွေခိတ္တစိုက်ပျိုးမြေစိုက်ပျိုးမြေတွေတွေ့တာကြတယ်ဝတ္ထုံအိမ်ဆောက်ဖို့မြေဒီလိုဟာမျိုးတွေအိမ်ဆောက်ဖို့မြေရာဆောက်အိမ်ဆောက်တဲ့မြေစက်ရုံဆောက်တဲ့မြေဒီလိုပေါ့လေးစရာထိုင်စရာတွေဆောက်တဲ့မြေတွေကဝတ္ထုဟိရိညရွှေတွေငွေတွေရွှေတွေငါငွေတွေငါကဝတ္တခောဆိုတာနွားအတ္တမြင်းလူတွေပိုင်ဆိုင်တဲ့တရားတွေကိုဆိုလို့တယ်ဒါတပောရိတကိုယ်အိမ်မှာစိတ်ခိုင်းထားတဲ့ပုဂ္ဂိုလ်တွေထိယောဗန္ဓုပုထုကာမေအိမ်တော်ရသပြုကြတယ်နော်ပိုင်ဆိုင်မှုအနေနဲ့အိမ်တော်ရသပြုကြနောက်ဗန္ဓုကိုယ်နဲ့လှုပ်ဖော်ကံဘက်တွေဆွေတွေမျိုးတွေပုထုကာမေတော်ကိုမရေမတွက်နိုင်လောက်အောင်အလွန်များတဲ့ဝတ္ထုကာမတွေအဲ့ဓာတွေကိုယောနရောအနုခိစတိဒါတွေကိုမစွန့်လွတ်နိုင်မဲနဲ့တဒမ်းမဲ့မဲ့တရွဲတာတာနေမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဝတ္ထုကာမဒီလိုချင်စရာအာယုန်တွေလိုချင်စရာပစ္စည်းတွေကိုဆွတ်မဲ့ပြီးတော့လိုချင်မမောနေတဲ့ပုဂ္ဂိုလ်တယောက်ကာမမရှောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဖို့ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုမြတ်စွာဘုရားဒီမှာဟောအဗလာနံဗလီယန္တိအဲ့ဒီလိုမရှောင်လွဲနိုင်တဲ့ပုဂ္ဂိုလ်ကိုကိလေသာလို့ဆိုတဲ့တကယ်ကတော့အလွန်အားကြီးတာတော့မဟုတ်ဘူးအားမကြီးလာတာကိလေသာတကယ်အားကြီးတာတော့တတ္တာဝိရိယတတိသမာဓိပညာလို့ဆိုတာဖို့၅ပါးဆိုဗလဆိုတာကြံ့ကြံ့ခိုင်နိုင်တဲ့စွမ်းအားတွေရှိတယ်ကိလေသာဆိုတာကြံ့ကြံ့ခိုင်နိုင်တဲ့စွမ်းအားရှိတာမဟုတ်ဘူးဒါကြောင့်အဗလအဗလဘိုးထဲမှာမပါတဲ့
ကိလေသာဆိုတဲ့တရားတွေကဗလီယန္တိသူ့ကိုအနိုင်ကျင့်ကြလိမ့်မယ်ကိလေသာတွေရဲ့လွှမ်းမိုးမှုကိုခံရမယ်လို့ဆိုလိုတယ်လူချင်းစရာအာယုန်တွေကိုလူချင်းနေသမျှကာလပတ်လုံးကိလေသာတွေရဲ့လွှမ်းမိုးမှုကိုအနိုင်ကျင့်မှုကိုခံရမယ်မတ္တံတေနံပရိတယဘေးရန်အန္တရာယ်တွေမြင်ရတဲ့ဘေးရန်အန္တရာယ်မမြင်ရတဲ့ဘေးရန်အန္တရာယ်လောကမှာမြင်ရတဲ့ဘေးရန်အန္တရာယ်ဆိုတာဟုတ်လားတော်တယ်မှာဆိုရင်ချင်းသေးတို့တစ်တူကြားတို့ဆင်ရိုင်းတို့စသဖြင့်လူတွေသိတာထင်ရှားတဲ့အန္တရာယ်တွေရှိတယ်လို့မသိတာမထင်ရှားတဲ့အန္တရာယ်တွေကဘာတွေတုံးဆိုကိုယ့်ရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေမာမနတွေအိတ်သားတွေမစ္စရိယတွေဒါတွေလည်းဘေးရန်နေပဲသို့သောသူတို့ဘေးရန်လို့တောင်မထင်ကြဘူးလူတွေခေါင်းလေးတမောမောရင်လေးတကောကောနဲ့မာနဖြစ်လို့ဖြစ်မှမသိဒေါသဖြစ်လို့ဖြစ်မှမသိအဲ့ဒါကိုယန္တုမှမသိဘူးလို့ဆိုလိုတယ်အဲ့ဒီလိုယန္တုတွေကလွှမ်းမိုးနှိပ်စက်မှုခံရလိမ့်မယ်တဲ့တတောနံဒုက္ခမနွေတိကိလေသာတွေရဲ့နိုင်ထက်ပြုခံရမှုဘေးရန်အန္တရာယ်တွေရဲ့လွှမ်းမိုးခံရမှုကိုခံရပြီဆိုလို့ရှိရင်တော့ဒုက္ခတွေတတိကြီးရောက်လိမ့်မယ်ဒီဆိုလို့တယ်တတောနံဒုက္ခမနွေတိအဲ့ဒီအခြေအနေရောက်သွားလို့ရှိရင်ဒုက္ခတွေတတိကြီးနောက်ကလိုက်လာလိမ့်မယ်နာဝံဘိနမိဝောဓကံရေမလုံနဲ့လှေအိုးရေမလုံနဲ့လှေအိုးကြီးဟာရေထဲမှာချလိုက်မယ်ဆိုရင်ဟိုနာကရေဝင်ဒီနာကရေစိမ့်နေဒီလှေကြီးဟာမြုပ်ဖို့ပဲရှိတယ်မြုပ်သွားအဲ့ဒါလိုပဲဘုန်းကြီးတို့တွေကိလေသာတွေကိုဖယ်ရှားဖို့မကြိုးစားနိုင်ဘူးဆိုလို့ရှိရင်တော့ရေမလုံးနဲ့လှေအိုကြီးဟာရေထဲမှာစုံစုံမြုပ်သွားသလိုပဲတန်တရားမှာစုံစုံမြုပ်သွားပြီးဆင်းရဲဒုက္ခတွေနဲ့ခံရလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာဒီသုတ်တာကာမရဲ့အပြစ်တွေနော်ဒါကြောင့်မို့ဘာလို့သင့်တယ်လဲတတ္တမဇန္တုတတတတောကာမာနိပရိဝိစ္စယေဒါကြောင့်မို့ထာဝရတတိကြီးမားစွာထားတဲ့သူတော်ကောင်းပုဂ္ဂိုလ်ဟာကိလေသာကာမကိုရှောင်ဖို့ကြိုးစားပါတဲ့ကိုယ်တဏ္ဍမှာတွေ့တာမှုကိလေသာတွေမဖြစ်အောင်ကြိုးစားပါလို့ဆိုလိုတယ်နော်အဓိကလိုချင်စရာအာယုန်တွေကိုလိုချင်တတ်တဲ့တဏှာကိလေသာကိုမဖြစ်အောင်ရှောင်ရှားဖို့ကြိုးစားပါတဲ့အဲ့ဒါလို့ရှောင်ရှားဖို့ကြိုးစားရမယ်နိဗ္ဗာန်ချမ်းသာကိုရောက်အောင်သွားဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုလို့ရှိရင်ဒီကာမလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့ကိလေသာကာမတွေကိုရှောင်အောင်ရှောင်နိုင်ဖို့ကြိုးစားခုနပြောရတဲ့အတိုင်းဘာနဲ့ရှောင်တာတော့ဘုရားနုဒတိပွားပြီးတော့ရှောင်မယ်မေတ္တာပွားပြီးတော့ရှောင်မယ်နော်အနိစ္စဒုက္ခအနတ္တဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ရှောင်မယ်ကိုယ်သီလကိုဆင်ញင်ပြီးတော့လည်းရှောင်မယ်ရှောင်တဲ့နိလန်းနေအများကြီးပေးထားအဲ့ဓာတွေနဲ့ရှောင်မယ်ဒါကခိတ္တခဏရှောင်တဲ့နည်းဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့မတရားတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့သမုတ်စေတာဘာနာနဲ့ရှောင်ကျင်မှုအပြတ်ရှောင်တာခဏရှောင်နဲ့အပြတ်ရှောင်နှမျိုးရှိတဲ့ထဲမှာခဏရှောင်နဲ့လည်းရှောင်လိုက်အပြတ်ရှောင်ခြင်းနဲ့လည်းရှောင်လိုက်လို့ဆိုလို့တယ်ကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာတဲ့ကိလေသာတွေကနေပြီအခုတို့ရှောင်လိုက်ပါတဲ့ရှောင်လိုက်ရင်ဘာဖြစ်လဲအကျိုးကတေပဟာယတရေဩဃံနာဝံတိတ်တဝဝပါရကုအဲ့ဒီကိလေသာဆိုတဲ့လိုချင်စရာတွေကိုလိုချင်တဲ့တဏှာကိုရှောင်လိုက်မယ်ဆိုလို့ရှိရင်အလုံးကိုဖြတ်ကူးဖို့ခက်တဲ့
ဒီလိုင်းကြီးတွေကိုဖြတ်ကျော်နိုင်ပါလိမ့်မယ်ဩဃဆိုတဲ့ဒီလိုင်းကြီးတွေကိုဖြတ်ကျော်ဖို့အဲ့တော့အဘိဓမ္မာသဘောအရပြောမယ်ဆိုရင်ဩဃဆိုတာဘာတွေလဲကာမောဃဘဝောဃဒိဋ္ဌောဃဝိဇောဃလို့ဆိုတဲ့ဩဃ၄ပါးကာမောဃဆိုတာတရားကိုကောက်တဲ့အခါကျတော့လောဘပဲကောက်တာနော်လောဘကိုကောက်တာမျက်စိနဲ့မြင်ရတဲ့နှစ်သက်စရာအာယုံနားနဲ့ကြားရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှူရတဲ့နှစ်သက်စရာအနတ်လျှာနဲ့လဲရတဲ့နှစ်သက်စရာအရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအထီးအတွေ့လို့ဆိုအဲ့ဒါကာမဟာလူတွေကိုတတ္တိမရှိတဲ့လူအဲ့ထဲမှာဖြတ်ဖို့ကြိုးစားရင်မျောပါသွားမှသိကြတယ်လောကလူတွေဟာမျောပါနေကြတယ်ကာမဂုဏ်အာယုန်တွေထဲမှာမျောပါနေကြတယ်ရုပ်မထွက်နိုင်ဘူးမကြော်နိုင်ဘူးလို့ဆိုလို့ဒီလိုင်းကြီးတစ်ခုဖြစ်ပေါ်နေတယ်ဆိုရင်ရေစီးကြောင်းကြီးအမတန်ပြင်းထန်တဲ့တောင်ကြရည်လို့ရေစီးကြီးရှိနေဘယ်သူမှအဲ့ဒီဖြတ်ပြီးတော့ဟိုဘက်ရောက်အောင်သွားရဲဘူးအဲ့ဒါလိုပဲကာမဂုဏ်အာယုန်တွေကိုဖြတ်ကျော်ပြီးတော့ဟိုဘက်ကိုရောက်ဖို့ခက်တယ်ဒါကြောင့်မို့လို့ကာမလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာဟာလည်းပဲဖြတ်ကျော်ဖို့ခက်တဲ့ဩဃကြီးတစ်ခုပဲသူတို့ဆိုလို့အဲ့ဒါတွေကိုဖြတ်ကျော်လို့ဇန်တရားကိုရသွားပြီဆိုရင်ဇန်ချမ်းသာနဲ့နေတဲ့အခါမှာဇန်ချမ်းသာပေါ်မှာသွားပြီးတွေ့တာမမောပြန်တယ်ဒါလည်းလောဘပဲအဲ့ဒီလောဘကိုဖြတ်ကျော်ဖို့တခါခက်ပြန်တယ်ဒါကြောင့်ဘဝောဃလို့ခေါ်တယ်ဒိဋ္ဌောဃကိုအမြင်လေးပေါ်မှာဆွဲလန်းနေကြတယ်ငါမြင်တာမှအမှန်ငါမှအမှန်တခြားတွေကအမှားဆိုကိုအမြင်ပေါ်မှာမှားရွံ့တဲ့အမြင်တစ်ခုပေါ်မှာဆွဲလန်းနေတာအဲ့ဒီအမြင်ကိုလည်းပဲဖယ်ရှားဖြတ်ကျော်ဖို့ရအမှန်ခက်လို့ဒိဋ္ဌောဃလုံးတင်တာနဲ့မလုံးတင်တာကအစအမှန်တရားကိုမသိဘူးဆိုတာအဝိဇ္ဇာအဲ့ဒီမသိမှုဆိုတဲ့ဩဃကြီးကပို့ပြီးတော့ကျေပြတ်တယ်မသိမှုကိုဖြတ်ကျော်တာဘာနဲ့ဖြတ်ကျော်သိတာနဲ့ဖြတ်ကျော်အဲ့တော့သိတာမဖြစ်သမျှဉာဏ်မဖြစ်သမျှအဝိဇ္ဇောဃဆိုတဲ့ဒီမသိတဲ့အမှောင်တူကြီးကိုဖြတ်ကျော်ဖို့ဆိုတာအလွန်ခက်တယ်ကာမဂုဏ်အာယုံကိုရှောင်ရှားလိုက်တာနဲ့တပြိုင်နက်နော်လောဘကိုပယ်လိုက်နိုင်ပြီဆိုရင်ကာမောဃကိုဖြတ်ကျော်လိုက်နိုင်တယ်ဘဝောဃကိုဖြတ်ကျော်လိုက်နိုင်တယ်ထိုကာမဂုဏ်အာယုန်နေနဲ့ဆက်နွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒိဋ္ဌောဃဆိုတာကိုလည်းအယူဆတစ်ခုကိုလည်းဖြတ်ကျော်လို့ရသွားတယ်ဖြတ်ကျော်ရလို့ဖြစ်နိုင်တယ်ဆိုတဲ့အတိရလာသည့်အတွက်ကြောင့်တစ်ဖက်တစ်လားအပြင်အဝိဇ္ဇောဃကိုလည်းဖြတ်ကျော်လာတယ်ကာမဂုဏ်အာယုန်ဆုံးလိုက်တာနဲ့တပြိုင်နက်အမှန်တရားကိုသိရှိနားလည်လာသည့်ပုဂ္ဂိုလ်ဟာဩဃကိုဖြတ်ကျော်နိုင်သွားပြီလို့ဒီလိုဆိုတယ်ဒါကြောင့်မို့တေပဟာယတရတိဩဃတရေဩဃကိရိတာတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်ဖြတ်ကျော်ဖို့ခက်တဲ့အရာတွေကိုဖြတ်ကျော်လိုက်နိုင်တယ်ဩဃကြီးကိုဖြတ်ကျော်လို့ရတယ်အဲ့ဒီဖြတ်ကျော်လို့ရသွားပြီဆိုတဲ့အခါမှာကိရိတာဆိုတဲ့ဝန်ထုပ်ဝန်ဘိုးကြီးကမရှိတော့လောကမှာလေးလံနေတာကိလေသာကြောင့်သာဖြစ်တယ်ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာနေတဲ့ကိလေသာဟာနောက်ကိုပြန်ဆွဲနေသည့်အတွက်ကြောင့်အလွန်လေးလံနေတယ်အဲ့ဒီလေးလံနေတဲ့ဝန်ထုပ်ဝန်ဘိုးနဲ့ဆိုပါစို့လှေကြီးတစ်စင်းကုန်းနေအပြည့်တင်ထားတယ်ကုန်းနေအပြည့်တင်ထားတယ်ဆိုတဲ့လှေကြီးတစ်စင်းဟာလေးလံနေတယ်တစ်ဖက်ကန်းရောက်ဖို့ဆိုတာတော့ခဲရင်တယ်လမ်းမှာမြုပ်ဖို့ရတယ်ပိုများနေတယ်ဒါကြောင့်မလို့ကုန်ပစ္စည်းတွေကိုရှော့လိုက်အကုန်လုံးတစ်ခုမှမတင်ဘူးပေါ့ပေါ့ပါပါဆိုလို့ရှိရင်နာဝန်သိတ္တဝဝပါရကူလှေကလည်းပဲလုံးတယ်အထက်မှာရေတွေမယိုဘူးရေမယိုဘူးဆိုလို့ရှိရင်လှေဟာပေါ့ပါသွက်တက်လာတယ်ရေတွေဝင်းနေတဲ့လှေတစ်စင်းဟာလှုပ်ရှားဖို့ရွေ့ရှားဖို့အလွန်ခက်တယ်ရေတွေကိုသွန်ပြစ်လိုက်လို့
ရေလုံပြီးတော့ပေါ်ပါသွားတဲ့လှေကြီးဟာတစ်ဖက်ကန်းကိုကူးဖို့ရအတွက်အလွန်လွယ်ကူသွားတယ်လို့ဒါကြောင့်မို့ကိရိတာဆိုတဲ့လူချင်းနဲ့ကိရိတာကာမဆိုတဲ့ဝန်တို့ဝန်မိုးကိုဖြစ်စေတတ်တဲ့ကိရိတာတွေကိုတဏှာကအစကိရိတာတွေအားလုံးကိုရှင်းထုတ်ပလိုက်ရှင်းထုတ်ပြလိုက်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ကြီးဟာပေါ်ပါသွားသည့်အတွက်ကြောင့်နိဗ္ဗာန်ကိုအရောက်သွားဖို့ရအတွက်တွက်လက်လင်မြန်လာတယ်ပေါ့ဒီအဓိပ္ပာယ်ကိုနာဝံသိတ္တဝဝပါရခုလှေကြီးတဲ့ကရေတွေကိုပယ်ထုတ်လိုက်တဲ့အခါဝန်တို့ဝန်မိုးတွေဖယ်ရှားပစ်လိုက်တဲ့အခါမှာပေါ်ပါတွက်လက်လာတဲ့လှေဟာဟိုတစ်ဖက်ကန်းကိုရောက်ဖို့ရလွယ်ကူသွားသလိုပဲတဲ့နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုတက်လန်းနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီသုတ်တံဂါထာ6ပုဒ်နဲ့ကာမသုတ်တံမှာဆုံးမဩဝါဒပေးခဲ့တာပဲဖြစ်တယ်။ဘာကြောင့်ကာမကိုဥတည်ပြီးတော့ဟောရတယ်လဲ။တပည့်ဆက်ကြမှာလဲကာမကိုဥတည်ပြီးတော့ဟောတာဖြစ်တယ်။ဇန်တရားကိုကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာလဲဝိဝိစေဝကာမေဟိဆိုကာမကိုရှောင်ဖို့ပဲဟောတယ်။ဒါဟာလူလောကကြီးကယုံထွက်နိုင်ဖို့အလွန်ခက်တဲ့အရာဖြစ်တယ်ပေါ့။ဒါကြောင့်မို့လိုချင်စရာအာယုန်တွေကိုလိုချင်တတ်တဲ့ကိလေသာတရားတွေကိုယ်တိုင်လုံးမှာဖယ်ရှားပစ်ဖို့ကြိုးစားအထုတ်ခြင်းဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲလို့ယုံကြည်ပြီးတော့ဒီကာမတုတ်မှာလာတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေကျင့်ကြံကြုတ်ကိုအထုတ်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးထာဝရအငြိမ့်ချမ်းကိုရရှိကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးမြတ်ဗုဒ္ဓအဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း